ဗမာလာလျှောက်ရမလဲရှင်တဲ့ဟုတ်မင်္ဂလာပါညီမလေးရေအလုံးလာလျှောက်ရှင်နေဆိုရင်တော့အမားတို့မှာရုံးလေးရုံးရှိပါတယ်အဲ့ဒါကတော့အမှတ်120ပြည်နယ်ဝဒေးလန်းအမှတ်1ရပ်ကွက်ရွှေပြည်သာထဲမှာတရုံးရှိပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့39935060ခုကိုဆက်သွယ်နိုင်ပါတယ်เนาะနောက်ထပ်လှိုင်းသာရုံးခွဲအနေနဲ့ကတော့အမှတ်2ဘလော့21ရွှေကန်းသာယာအိမ်ရလှိုင်းသာယာမြို့နယ်ထဲမှာပဲဖြစ်ပါတယ်ဖုန်းနံပါတ်အနေနဲ့ကတော့3994225015ကိုဆက်သွယ်နိုင်ပါတယ်เนาะပလဲရုံးခွဲအနေနဲ့ကတော့အမှတ်26ကနမာလန်ပေါင်းကူညာနာရက်ကွက်ပလဲမြို့တဲ့မင်္ဂလာတော်မြို့နယ်ထဲမှာပဲဖြစ်ပါတယ်ဖုန်းနံပါတ်အနေနဲ့ကတော့3996664029ကိုဆက်သွယ်နိုင်ပါတယ်เนาะနောက်ဆုံးမြောက်တကုံရုံးခွဲအနေနဲ့ကတော့အမှတ် A မြင်းဆောင်စစ် A အရှိတီတာရိတ်မုံအင်ရအမှတ်15ရက်ကွက်အရှိတကုံမြို့နယ်ထဲမှာပဲဖြစ်ပါတယ်ဖုန်းနံပါတ်အနေနဲ့ကတော့3995106933ကိုဆက်သွယ်နိုင်ပါတယ်နီးစပ်ရာရုံးခွဲတိုင်းမှာတွားရောက်ပြီးတော့ဆက်သွယ်လျှောက်ထားနိုင်ပါပြီเนาะ